ကိုယ်တိုင်ကြိုးစားရှာဖွေထားတဲ့ပစ္စည်းဥစ္စာငွေကြီးတပြားတွေကိုကိုယ့်ရဲ့မိသားစုအတွက်ပဲအကောင်းဆုံးအသုံးပြုကိုယ့်ဘောမတိတတ်တဲ့လူတွေအတွက်တော့မဖြစ်ပါဘူးတချို့လူတွေအတွက်တော့ကိုယ့်ရဲ့ပေးဆပ်မှုကအစိတ်ပင်ရေလောင်းတယ်လို့ဖြစ်သွားတယ်เป็นยี่ปะฮ่าฮ่าฮ่า